ဆိုတော့ဒီတစ်ပတ် comment လေးတစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်မေးထားတာကကွန်ဒိုအခန်းတွေရွေးရင်ပေါ့နော်သူက floor plan ရှိတယ်ကွန်ဒိုအခန်းတွေကိုရွေးကြမယ်ဆိုလို့ရှိရင်ပေါ့သူက emergency exit နဲ့နီးတာပိုကောင်းပါလားတဲ့ဒါကတော့တယောက်နဲ့တယောက်နဲ့အမြင်နဲ့ကြိုက်ချင်းတူချင်းမှတူမယ် okay emergency exit အကြောင်းမပြောခင်ကျွန်တော်ဓာတ်လေကားနဲ့နီးတာတို့ဟလာဒီ garbage room နဲ့နီးတာတို့အမိုက်ပစ်တဲ့အခန်းပေါ့နော်အဲ့ဒီမျိုးဆိုလို့ရှိရင်တော့သူကဟိုပုံမှန်ကျွန်တော်တို့ list အရာကြည့်လိုက်ရင်ဟိုအဲ့အမိုက်ခန်းတို့ပါအောင်နဲ့နီးရင်တော့ဈေးကနည်းနည်းလေးရော့တတ်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဆိုလဲသိမ့်မကြိုက်ဘူးပေါ့နော်ဒီထိုင်းရဲ့ condo တွေကအများစုကတော့ maintenance ကောင်းပါတယ်တန့်တယ်သို့ပေမဲ့ဟိုအမိုက်ခန်းနဲ့နီးနေတော့ဗျာဟိုအမိုက်လာပစ်တဲ့လူတယောက်ရောက်လာပစ်သွားတယ်ဖွင့်လိုက်ပိတ်လိုက်ဆိုရင်တော့အနည်းနဲ့အများတော့အနံ့လေးပါလေးညာလေးရှိမယ်တချို့တွေလည်းအမိုက်တွေပြုတ်ကျခဲ့ရရှိမယ်တန်ရှင်းပြန်လာမသိငင်မတန့်တာပါညာရှိနိုင်တယ်ဆိုတော့ဒါကတော့အမိုက်ခန်းကိုပြောတာ emergency exit နဲ့နီးရင်ကောင်းမကောင်းဆိုတာကြတော့ကျွန်တော်အမြင်အရဆိုလို့ရှိရင်တော့ကောင်းတယ်အရေးအကြောင်းဆိုလို့ရှိရင်တော့ပြေးဆင်းလို့ရတယ်ပေါ့နော်နောက်တစ်ခုကြိုက်တာကြတော့ကျွန်တော်ကကြတော့နည်းနည်းလေး privacy ကိုပိုကြိုက်တာဖြစ်တဲ့အတွက် emergency exit ဘေးကက်ရဲ့အခန်းလိုမျိုးပေါ့နော် emergency exit နဲ့လှေကားနဲ့ကက်ရဲ့အခန်းလိုမျိုးဆိုလို့ရှိရင်တော့ပိုကြိုက်တယ်ကျွန်တော်ကကြတော့ဘာဖြစ်လို့လဲဆိုတော့ဒီကက်ရဲ့ကိုနဲ့ wall sharing မှာကြတော့ဒီဘက်ကလှေကားပဲရှိတာဟိုဘက်ကတော့တခြားအခန်းဖြစ်မယ်ဒါမှမဟုတ်လေကိုကထောင်ဆုံးခန်းလည်းဖြစ်မယ်ဆိုတော့ကျွန်တော်တို့အတွက်တော့ privacy အရာရောအတန်ဆူညံတာရောဘာရောညာရောကြတော့ဒီ emergency exit နဲ့ကက်ရဲ့အခန်းဖြစ်ရှေ့တရအခန်းဖြစ်ရှေ့တရအခန်းဆိုရင်တော့အရေးအကြောင်းဆိုပြေးစင်းလို့လွယ်မယ်ကက်ရဲ့အခန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့အတွက်အတန်ပို့ပြီးတော့ဒိတ်စိတ်မယ် privacy ပိုရှိမယ်လို့တော့ကျွန်တော်မြင်ပါတယ်မိတ်ဆွေတို့တခြားအမြင်လေးရှိရင်လည်း comment မှာရေးပေးခဲ့လို့ရပါတယ်ဗျကျေးဇူးပါ